ဒီအုပ်စုရဲ့မပုံလေးဒါတော့ခွဲပြီးသွားမအုံးရတော့ပြီးကန်တဲ့လူကရှိသေးတယ်နောက်ဆုံးတန်းမှာထိုင်ပြီးတော့စီးမျိုးတိုက်ပြီးကြီးနေနောက်ဆုံးထဲမှာထိုင်တာရုပ်ရှင်လည်းကြည့်ရကြဟုတ်ဒါရုပ်ရှင်လည်းကြည့်ရတယ်နော်သူကငွေဆောင်သွားနေရပါကဲခုကငွေဆောင်ရောက်ပါပြီငွေဆောင်မှ Jet Club မှာတဲတာပါဆိုတော့ကဒါပါလေရေကူးရတာဟုတ်ပါဘူးဝေးရနေကြည့်တယ်ရေကူးရရင်ထင်တာအပါဖြစ်နေရေကြီးနေတာဒီမှာတော့ရေတင်နော်ဟိုက2နာရီပါခန်းရခုတော့တလန်းလုံးဒီမှာစီကြောင်ဖွင့်လာအားမရှိတော့ခန်းတော့ဒီခန်းမလားမသိဘူးအားလုံးရောက်19ရောက်လာမပုံနေတယ်တစ်ချက်ပြလိုက်မပုံဒီအုပ်စုရဲ့မပုံလေးဒါတော့ခွဲပြီးသွားငွေဆောင်ကြီးကမိုးတွေရပြီးတော့ဆိုနေပါတယ်ဟုတ်ပါဘယ်နဲ့ရောက်လာ19ရောက်အားလုံးပေါင်းနာမပုံနေနေကြလိုက်တာတော့ခုညအဲ့လိုအထက်လိုက်ရှင်သမင်းသားလည်းမနေဘူးဟုတ်ပါကဲစဉ်းစားကြည့်19ရောက်ကိုဘယ်လိုများအချိန်ကြီးညှိပြီးတော့ငွေဆောင်ရအောင်လာခဲ့လေပေါ့ရောက်လာပြန်ပြီတစ်နှစ်တစ်ခါပေါ့အေးနော်โอ้ကဲအခုကရောက်ပြီရက်ကမှာပေါ့နော်ဒီအတန်းလုံးကကိုရီတငယ်ချင်းတွေရွယ်ဒီကကွတီပဲတော်သေးရောက်တန်းတော့ရောင်စုံလေးပါဝါညိုပိုင်းအောင်ပြလေးပါကိုတော့ပြအောင်လေတပန်းတော့ပတ်ကြည့်အောင်ဘာလို့ပတ်ကြည့်ရှေ့ရနေပြီပြတိုက်ကြီးပြတိုက်မှုပေါ့မီးတိုက်မှုမီးပြတိုက်လေပြတိုက်ကြီးတန်အဲ့တော့ဒါတစ်နှစ်တစ်ခေါက်ပေါ့နော်17လရှိပြီထင်တယ်ဘလော့တင်တာ11 months ago ဆိုတော့17လတော့ရှိပြီအဲ့တော့နောက်ကခန်းလေးပါကိုရီးယား sea view လည်းယူထားတယ် sea view တစ်ခန်းယူထားတယ် sea view တစ်ခန်းမှာကျတော့ chill ပေါ့ပင်လေးမပြရသေးဘူးပြပြီးပြီလားတော့မသိပြမယ်နော်ဒါဒီမှာ2ညအိမ်မှာ2ညအိမ်မယ်ပြန်မယ်ထွေထူးမရှိဘူးလာပြီးတော့ chill လို့နော်ဒါပဲကျွန်တော်ဘာမှမရှိဘူးဟိုတစ်ခေါက်ကလည်းမျိုးကျွန်းနေပါလေမသွားတော့ဘူးမလုံးကန်မယ်ရေကူးမယ်ပြီးတော့ဒါပါပဲအခုကအလုံး19ရောက်လာ19ရောက်လာတာဟုတ်အစဒီခရီးကိုစီစဉ်ဒီလိုခရီးသွားကျင်တာကြာပြီဒါပေမဲ့စီစဉ်ပြစ်ဖို့စီစဉ်လို့လည်းမလွယ်ဘူးပေါ့အဲ့ဒါ5 6ရောက်ကနေစလိုက်တာအလုံးပေါင်းစုရင်နဲ့အလုံးပေါင်း19ရောက်ဖြစ်တာဒီအဲ့တော့19ရောက်စီရကောက်ငါအဲ့ဒါနဲ့အခုမြင်ရတဲ့အတိုင်းပဲအဲ့ကားပေါ်မှာအဲ့လိုမျိုးမနက်ကတောင်းညမ်းလာတယ်ပေါ့နော်တောင်းညမ်းလာတယ်ပြီးတော့မအိပ်ဘူးလုံးဝနိုင်ရွက်လောက်ပဲအိပ်လိုက်ရတယ်ကောင်းကောင်းပေးမအိပ်ဘူးမဆိုကပြီးတော့အဲ့လိုခုံပေါက်အကြပေါ့နော်အဲ့ပြီးတော့နီးလေသာစားတော့လေတွေ့ရတိုင်းပဲအဲ့ခုံတိုင်းကြီးအရှိကနန်းဟင်းကတော်တော်ဆောက်ကောင်းဒီမှာအကုန်ကောင်းပါလေကောင်းတာပင်လေဆိုတော့လေကိုရီးယားအကြိုက်ဆုံးတော့ကနန်းဟင်းပေါ့နော်ပြင်ပါအကြိုက်ဆုံးလည်းဒီတိုင်းသူများရဲ့မာနဲ့တင်ကိုတော်ဟုတ်တယ်အဲ့တော့ကတ်စာကိုကတော့ရေကူးကမှာဒီမှာကိုလူတွေပါပဲ and then we have music bam ပြင်ပေးလိုက်တယ်ကိုကြီးအားပြောနေပြီကိုကြီးအားပြောနေပြီကိုကြီးအားပြောနေပြီကိုကြီးကိုကြီးအားပြောနေပြီအားကောင်းတယ်ဘယ်လိုတော့ကိုကြီးတို့လည်းမတမ်းမချုပ်ဘူး
မကမ်းမေး ကိုရလို့နော် ဒီအလေလေးမှာတို့ရေအိုင်လေးဖြစ် ရှင်ပြပြပြလို့ပါရှင်ပြမအိုးရတော့ပြီးကန်တဲ့လူကရှိသေးရလာနေပြီမင်းမရှောက်လာနေပြီလာနေပြီမင်းမနည်းနောက်ကြပါလေအမျိုးသမီးသေးလို့ မလေးဟောဖိုင်လို့လဲအာဘာကြောင်ဖြစ်နေကဲရေချိုးပြီးပြီရေလည်းကူးပြီးသွားပြီအခုကဘာပြမလို့လဲဆိုတော့ဟာဆန်းဆက်ကပဲဖြစ်သွားလှလာတော့လှဒါပေမဲ့ဆန်းဆက်တော့မမီတော့ဘူးနဲ့လင်းတော့လင်းသေးတယ်အဲ့တော့အခုညသာသွားစားမယ်နော်ညသာမစားခင်မှာပြီးရှယ် view လေးကိုပြမှာ light house လည်းရှိတယ် okay ဗျာကဲဒါကတော့မင်းသမီးနဲ့ sunset လို့ပြောရမယ် sunset နဲ့ light house နဲ့ပါ MTV ရဲ့နေရာဖြစ်ပါတယ်နားနေကျွန်တော်ပါလို့ရတယ် ခုကတော့မနက်မိုးလင်းတဲ့အချိန်မှာရှူတင်လေးတစ်ဖြတ်ပါဒီမှာ surfing မှာတခါလေးလုပ်လို့ရတယ်တချို့တွေကအမှ surfing လုပ်ကြတယ်ရေကူးလို့တော့မကောင်းဒါပေမဲ့ तू က surfing လုပ်လို့တော့တော်တော်မိုက်တယ်အများကြီးပဲညနေဆောင်ဆိုရင် surfing လုပ်နေကြတာဒါကတော့တို့ဒီနေ့ရော ကဲဒီမှာမြင်းစီရရေးလာပါဘူးမြင်းစီကျင်တာတနားကြီးဘယ်လောက်လဲအော်တနားရောထုတ်ကုန်ပြီဟိုနားကြီးဘယ်လောက်လဲ3000နော်ဟုတ်ပြီတနားကြီးဘယ်လောက်လဲတနားကြီးစီးမှာလို့ဘာလို့မျိုးရှောင်းပြီးတော့ပြန်ပြောမယ်နော်ဘတို့ကဲဟိုက breakfast စားလာနော်ဆွေထူးတော့ရိုက်မပြတော့ဒါပေမဲ့ပြီးလို့ရှိရင်တော့ surfing လုပ်ဖြစ်မှာမသိ surfing လုပ်ဖြစ်ရင်တော့ရိုက်ပြအဲ့ဒါချီရဆိုတော့ပြင်မှာကင်မရာလည်းသိမကန်ပြတယ်ကျွန်တော်ဟိုရိုက်ပြရတယ်ကိုလူလားကိုလူရအခွက်တောင်းအခုကတော့ရေကူးကမှာ chill နေရင်လည်းယောက်ျားလေးတွေကတော့ချင်းခန့်နေကြပါတယ်ချင်းခန့်နေကြတယ်အဂျန်ဒါပါချက်ပို့အဲ့တော့မှာထားတယ်ဒါရတာကြည့်တယ်သွားတယ်လော်ဘီကနေငားလိုက်တယ်လေကြာတယ်မဆွဲပါဘူးကဲစစ်စစ်မင်းရလာဆိုပါဒါကနန်းကွက်ကျော်ဒါကပဇွန်ရွက်ကျော်တို့စရာအချင်းဟင်းကနန်းမဆလာ60ဆက်လောက်ကြရဖိုင်းကောက်မယ် အကြံဝယ်ကြီးရတယ်ပေါ့ရှိုးနေတော့ဟာမိုက်တယ်ဟောဟင်းနေရမဲတူးနာပဲကိုယ့်ကိုကြည့်ရဂျင်ကူပေါင်းနေရတယ်ပဲပြီးတော့နီးနေရမမဲဦးလေးနေရနေတာမဲဆိုရင်ပါမဲဆိုရင်ရှိတယ်ဒီရှိတယ် ဒီမှာကြည့်တယ်ဒီနေရာလေးပဲဖြစ်ပါဂျင်ကူပေါင်းနေရတယ် ဒီကောင်းပြီ နိုင်တော့လည်းလည်းကတ်ဆက် ပြတ်သွားပြီစားမယ်ကြာသွားပြီကြာ ဆွဲလိုက်အောင်ဟာကိုရီးယားကေဖြစ်မဲကိုရီးယားကေဖြစ်ဟုတ်ကောင်းလျှော်တာစားလိုက်အောင်နော်ခုနထမင်းစားချက်ပို့ရတယ်ကောင်းညနေကျရင်တော့ M3 သွားစားအခုဒီနေ့ sunset ကြည့်မယ် sunset တော့ကြည့်လို့ရပါမှာမသိ ဒါနဲ့ဒီမှာကောင်းတာတစ်ခုကမိုးရွာပြီးလဲမြေပြန်တာပြီးတော့အဲ့လို ချ
ချက်ချက်သွေးလေးပြန် ကြောက် ဖြစ် တွေ တာ လည်းပြန်ဖြစ်သွားတယ်လို့တနေ့ကုန်လုံးစိုးထိုင်းထိုင်းဖြစ်နေတယ် လေကောင်းလေတန်ရတာပါကိုမိုးကကိုတို့အိတ်နေတောက်ချောက် နောက်ကျအဲ့လိုလူလူကြီးရောနဲ့ တော့သမီးစားပြီးခဏအိတ်ပြောပါအဲ့ဝက်လေးကမှအိတ်ပြောကောက်အိတ်သွားတာအိတ်သွားပြီးတော့ခုဟိုတယ်က tea time ဆိုတော့ tea time သွားပြီးကြိတ်လိုက်ဒါကျွန်တော်ရဲ့ဟိုပါဘူး manager ကောင်းမှုလေးမင်းသားဘောလုံးနဲ့ပါဆက်ဖို့ညံ့တော့ခုက tea time ကိုဒီ view နဲ့ဒီလိုစားအဲ့ဒါကို view ကြည့်နေတဲ့ဥစ္စာကိုအရှင်းမဒီလိုဖြစ်တော်မဲသွားတာရက်ဆက်မဲချက်ကြီးတစ်ခါမှလုံမဲဘူးကန်းကြီးလာတော်တော်တောင်းညမ်းတာပဲ ဟုတ်ကဲ့မင်းရတယ်များသွားတယ် နဲ့အဲ့ဒီဟိုတော့ ဘောလုံးတွေကပြစ်ကြလိုက်လားစိတ်ရှိတိုင်းလုပ် အဲ့ဒီတိုင်းလုပ်ပဲအဲ့တော့ surfing တွားလုပ်ချင်လို့ဆိုပြီးတော့ပူဇာလို့ပါပူဇာတော့လိုက်ရတာပေါ့နော် ဘယ်လောက်များခံနိုင်လဲကြည့်လိုက်ပါနော် ဖြစ်ပါကြည့် ဒီ ပါ နိုင်ရောလုံးရပါမယ်15မိနစ်တက်လာမလား ကဲစားစီးမယ်နဲ့ဒီမှာလေကဲအခုကတော့မမကိုလိုက်ပြီးတော့ဟောဖြစ်ရအောင်နော်မမကတော့တည့်ရတိုင်းစီးကျင်တယ်ဆိုတော့စီးပေါ့ဒီနောက်မှာမေးလုံးလေးလည်းရှိပါတယ်မေးလုံးလေးဟိုနားလေလာတော့မသိဘူးကြည့်တော့ကြည့်နေအောင်ဒီမှာကဒီ surfing လုပ်မယ်ဆိုလို့ရှိရင် trainer ပါလို့ရှိရင်9000တနာရီကို9000မပါဘူးဆိုလို့ရှိရင်3000ခွဲလာမှုပြီးတော့အဲ့တော့ခုဒီက9000ပေးပြီးလုပ်နေပါပင်လိုင်းနဲ့ဒီလောက်နေပြီးဆက်အောင်မနေရသေးဘူးထီးလေးနဲ့တော့ဒီလိုဖြစ်သွားတာဘာလို့ဆိုမိုးရွာနေတော့ကင်မရာဟောဖြစ်မှာဆိုအိုးဟုတ်တယ်ဟုတ်တယ်ဟိုနေထားတော့တွေ့ရတိုင်းပဲကျွန်တော်တော့ဒီလိုလေးပေါ့နော်ထီးလေးနဲ့မိုးကတော်တော်ရွာအမလေးပြေးပါပြီကုန်ပါပြီဟုတ်ကဲ့ပြည့်တော်ဆိုအဲ့လိုဒီဘောင်းမီနဲ့ဟောဖြစ်ပါနားနဲ့ခဏနဲ့အနေများရယ်ကွယ်နေအတော့မှန်းအောင်ပြီးတော့ပြရတယ်ပန်းအောင်လေးပြန်ညနေစင်ပြေးနေဟိုပြန်လာပြီထင်တယ်ဟုတ်တယ်နော်ဆိုတော့ဘာဖြစ်သွားလဲခုနပင်လယ်ထဲမှာဆက်စင်နေတယ်နေတော့ကောင်းသွားရဝိုင်းရှင်တယ်မတက်တော့ရက်တက်သွားပြီအစိုးဒီမှာတော်ရလို့ပြောဆရာတွေလည်းတော်တယ်စင်ချင်းကြီးသွားတယ်နော်အခုတော့မတက်တောင်ရက်တက်သွားပြီဆိုတော့စကြည့်လားတနင်္လာပြေသွားလားမသိဘူးဒါပေမဲ့ပြီးပြီလို့တော့ပြောတာပြီးသွားပြီလားဆက်လို့ရင်လှုပ်လာမဟုတ်ဟုတ်ကျေးဇူးပါဟုတ်ဘယ်လိုနေလဲ မိုက်တယ် နိုင်ရကြိုက်တာ ကြိုက်တယ် ကြိုက်ဆက်လို့လေအချိန်မပြည့်သေးဘူးမဟုတ်ဘူးလား ဟုတ်ဘူးတော့ဒီလောက်လေးတာမတ်တက်လည်းရနိုင်တယ်ပြီးတော့မဟုတ်ရင်ဖီလီရီနဲ့မဟုတ်ဘဲနဲ့အဲ့လိုလေ ဟောမဖြစ်တော့ဘူးဘယ်နောက်လျှောက်ရနေပြီပဲပေးကြဝိုင်း ဝေးစားလိုက် ရက်လက်မှာလာ ရက် ပြီး လက် တော့ မှာရေကူးတက်စရာမလို อืม ရေကူးတက်ဖို့မလိုလေရေတော့မကြောက်နဲ့ပေါ့နော်စောင်းတွေကဘလုံးလိုကောင်းတယ် ဟုတ်လား စောင်းရစီကပိုပြီးစီလိုကောင်းတယ် โอเคစောင်းစီစီးကြမယ်ပေါ့အဲစောင်းစီစီးကြ ဟိုရိုးကတော့အခုဘနာနာပုတ်သွားစီးပါတယ်ဘနာနာပုတ်ဒီမှာပါဘနာနာပုတ်စီးတဲ့အဖွဲ့ပါမောက်မယ်တဲ့
ဒါကတော့ခနာနာဘုတ်စီပြန်လာတဲ့လူတော့နော်ဆာရှိတလောက်တော့ကျိုးစားခဲ့ပါတယ်တိတ်ဆိုရောက်ခဲ့လေလာတော့မကပါတယ်ငါ့ကိုကြားလေးထိမှပြုံးမယ်โอเคရပိုင်ရှင်လက်ထက်ပြထည့်လိုက်ပါမယ်ကိုကတော့ကြည့်ချက်ပြီးလုပ်ပါတော့ ရဲတွန်းနေပြီရဲတွန်းနေပြီ 你这俺知道烂的说。我不追你，我温水下来。我他妈杀追，让我杀了追。你要龙没猪呀，你俩呗。 အခုက19ရောက်မှ4ရောက်ပဲကျန်တော့ဆက်လက်ရှင်4ရောက်ပဲကျန်တော့ဟိုမှာလေတော့ပူရဲခဏနေညတော့စားမယ်ပြီးညကျရင်ချက်ချိမယ်ဒီညမအိတ်ကြီး အရင်ချစ်ဖို့ကောင်းတယ်19ရောက်လုံးဝပဲအရင်ချစ်ဖို့ကောင်းတယ် ညမိုက်နော်အကုန်လုံးညှိပြီးကြောင်းတော့ နားလည်ပေးကြ Okay very nice very good ကျင်းတယ်ကဲ last night Okay last night ဝေးဆောင်ပါအဲ့တော့ဘလို့ဒီမှာတိတ်နေတိတ်မှာပေါ့နော်တိတ်နေတိတ်မှာပေါ့နော်အဲ့တော့နောက်မှကြောက်လို့ရှိရင်ပြန်มาနဲ့မိုးစားနေပဲရှိရဆိုတော့ဘာမှချွေးတူးမြဲကြတော့ဆိုတော့ကနော်ပုံစံလေးနဲ့ပဲမဲမဲတဲတဲလေးနဲ့ဆိုတော့နော်ကျွန်တော်တို့မဲသွားပြီပေါ့အဲ့တော့ okay ပါအားလုံးပဲ good night ပါ okay bye 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 adios